ဘလို့လှုပ်ရှားနေကြတာလဲအကူကြီး ဖူဂူရဲ့အန်ဒီယာကတက်ထရိုတောက်ဇန်လို့ခေါ်တဲ့အစိတ်ကြောင့်ပါအထူးသဖြင့်သူ့ရဲ့အသက်မျိုးပွားအင်္ဂါနဲ့အချို့ဘဝအရေးပြားတွေမှာအများဆုံးရှိပါတယ် အဲ့ဒီအစိတ်ကဆိုင်ယနိုက်ထက်ကြောင့်အစာပေါင်းတစ်ထောင်နီးပါးပိုပြင်းတယ်လို့ကြားဘူးတယ်။မာယွန်းစားသုံးမိရင်ဘာလို့ဖြစ်လာနိုင်လဲ ပထမဆုံးနှုတ်ခမ်းနဲ့ကိုလက်အင်္ဂါတွေထုံးကျင်လာမယ်အဲ့ဒီနောက်စကားပြောရတာအခက်ခဲရှိလာပြီးကြွက်သားတွေတဖြည်းဖြည်းလေးဖြတ်တယ်လို့ဖြစ်လာမယ်နောက်ဆုံးမှာအသက်ရှူရပြီးတေးဆုံနိုင်တယ်ကုသဖို့ဆေးလည်းမရှိဘူး ဒီလောက်အန်ဒီရများရင်ဘယ်လိုလုပ်စားလို့ရတာလဲ ဒီမှာပဲဂျပန်ရဲ့ထူးခြားချက်ကစောက်ပါတယ်ဂျပန်မှာဖူဂူစားဖို့မှုလိုင်စင်ကိုဥပဒေနဲ့တင်းကျပ်စွာထိန်းချုပ်ထားတယ်လိုင်စင်ရဖို့နှစ်ပေါင်းများစွာလေ့ကျင့်ရပြီးစာတွေ့လက်တွေ့စာမျိုးဝဲတွေအောင်ရပါတယ် တော်တော်လေးတင်းကျပ်တာပဲနော်အဓိကဘာတွေကိုဖယ်ရှားရရလဲ စာဖို့မှုတွေဟာအစိတ်ရှိတဲ့အတဲနဲ့မျိုးပွားအင်္ဂါတွေကိုအခြားသားတွေနဲ့လုံးဝမထိတွေ့စေပဲ